မိတ်ဆွေတောင်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကိုယ်ဆိုင်ခင်းထဲမှာပိုးတွေကကြာနေတယ်ပိုးတွေကအများကြီးဖြစ်နေတယ်ဆိုးဆိုးဝါးဝါပိုးတွေကြာပိုးတွေကြာတဲ့အတွက်ကိုကပိုးသက်ဆေးကောင်းပြီဆိုတဲ့ဆေးကိုဝယ်ပြီးတော့ဖြန်းလိုက်ဒါပေမဲ့နောက်တစ်ရက်နှစ်ရက်သွားကြည့်လဲပိုးတွေကမသေးဒီလိုအဖြစ်မျိုးနဲ့ပြင်ဆိုင်နေရပြီလားဖြန်းလိုက်တဲ့ဆေးကမကောင်းလို့လားဆေးကအတုဖြစ်နေလားဘာကြောင့်အခုလိုမျိုးဆေးဖြန်းပြီးပိုးတွေကမသေးတာလဲယောဂါတွေဘာလို့မပြောက်ထန်လဲဆိုတဲ့အချက်ကိုအသေးစိတ်သိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပြီးပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့ကိုစိုးမိုးဂျူလိုင်ဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့ပိုးသက်ဆေးဖြန်းတယ်ပိုးဆေးတွေဖြန်းတယ်မှုန်ဆေးတွေဖြန်းတယ်ဒါပေမဲ့ပိုးတွေကိုမနိုင်တဲ့အတွက်စိတ်ညစ်နေရတဲ့တောင်သူတွေကိုဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတဲ့အကြောင်းအရာလေးကိုအချက်၅ချက်နဲ့ဆွေးနွေးပေးမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1တစ်ချက်ကဟိုဖြန်းလိုက်တဲ့ဒီဆေးရဲ့အာနိသင်ဆေးရဲ့အလုတ်လုတ်ပုံကိုကတိတိကျကျမသိတဲ့အတွက်ဖြစ်ပါတယ်ဥပမာကိုဖြန်းလိုက်တာကထိသေးစားသေးလားအစိတ်ငွေပါတဲ့ဆေးလားပင်လုံးပြန်ဆေးလားဒါကိုကြနနခွဲခြားသိတယ်ဆိုရင်ဆေးရဲ့အာနိသင်ကိုကသဘောပေါက်နားလည်မှာဖြစ်ပါတယ်ကိုဖြန်းလိုက်တဲ့ဆေးကစာရင်ထဲကိုရောက်မယ်ရောက်ပြီးမှအစိတ်တင်မယ်အစိတ်တင်ပြီးမှပိုးကောင်ရဲ့ဘဝဆုံးချုံသွားမယ်အနေထားမျိုးဆိုရင်ဒါရက်အချိန်ယူရပါတယ်တစ်ရက်ကနေ3ရက်5ရက်အထိအချိန်ယူရပါတယ်ဒါမှကိုဆေးကစွမ်းတယ်ဆိုတာကိုသိမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဆေးဖြန်းလိုက်တယ်ဒီဖြန်းလိုက်တဲ့ဆေးဟာအရွက်ကိုထိမယ်အရွက်ကနေမှတဆင့်စိတ်ဝင်မယ်စိတ်ဝင်ပြီးတော့ပိုးကောင်ကစားမယ်စားပြီးမှပိုးကောင်ရဲ့အစာအိမ်ကိုရောက်မယ်အဲ့မှာအလုပ်လုပ်မယ်ဖြစ်စဉ်ကအဲ့ဒီလိုစင်ကဲသွားမှာဖြစ်တဲ့အတွက်အချိန်ကြာပါတယ်အချိန်ကြာတဲ့အတွက်တစ်ရက်ကနေ3ရက်ကြာတဲ့အတွက်ငါဖြန်းလိုက်တဲ့ဆေးကမကောင်းဘူးလားဘာဖြစ်လို့လဲဆိုပြီးတန်တရားဝင်သွားတာဖြစ်ပါတယ်အမှန်မဲ့တော့စောင့်ဆိုင်ရမယ့်ကာလကိုတိတိကျကျစောင့်ဆိုင်ပြီးတော့ကင်းထောက်စစ်ဆေးပေးဖို့လိုအပ်ပါတယ်ဒါကတော့ပထမအချက်ဖြစ်ပါတယ်ခင်ဗျာဒုတိယအချက်ကတော့ဒီဇီဝဆေးတွေသုံးထားလို့ဖြစ်ပါတယ်။ဇီဝဆေးတွေသုံးထားတယ်ဆိုလို့ရှိရင်ဒီဖြစ်စဉ်ကကြာပါတယ်။ဇီဝပိုးသက်ဆေးဇီဝမှုသက်ဆေးတွေများစွာရှိပါတယ်။ဒါနဲ့ပတ်သက်လို့ရှင်းပြမယ်ဆိုတော့အကြာကြီးရှင်းပြမှာပေါ့နော်။ဒါကြောင့်ကျွန်တော်လိုရင်းတိုရှင်းလေးရှင်းပြပါမယ်။ဥပမာပေါ့ဘက်ဇလက် BT လိုဟာမျိုးတွေဘီဘေးရီးယားလိုပိုဆေးတွေဘန်ကိုရာမာလိုဆေးမျိုးတွေဆိုလို့ရှိရင်အချိန်နည်းနည်းယူရပါတယ်။သူကရောက်တော့သူ့ရဲ့အလုတ်လုတ်ပုံကပင်ကိုဖြန်းလိုက်မယ်ဖြန်းလိုက်ရင်ပိုးကောင်ကဒီအပင်ကိုစားမယ်။နောက်တစ်နည်းရောက်တော့အပင်ကိုဖြန်းလိုက်မယ်ပိုးကောင်ချိတဲ့စီကိုဆေးဖြန်းလိုက်မယ်ပိုးကောင်နဲ့ဒီဆေးနဲ့တွေ့သွားမယ်ဆေးကပိုးကောင်ရဲ့ခန္ဓာကိုယ်တွေကိုသူကလည်းသက်ရှိဖြစ်တဲ့အတွက်ဖြည်းဖြည်းချင်းကပ်ပါလှုပ်ပြီးတော့ဝင်သွားမယ်ဝင်သွားတဲ့အခါမျိုးမှာအထက်ရောက်သွားရင်ပိုးကောင်မှာရှိနေတဲ့လီစာတွေသူ့ရဲ့အင်္ဂါတွေကိုဖြည်းဖြည်းချင်းသူကဒီမှုန်မြင်တွေပေါက်ဖွားပြီးတော့စားလို့မရအောင်စားခြင်းစိတ်ပြောက်အောင်ဖြည်းဖြည်းချင်းတိုက်ခိုက်ဖြစ်စီးတဲ့ပုံစံဖြစ်တယ်ဒါကြောင့်အချိန်ပို့ပြီးတော့ယူရသူကတော့သေချာဘောက်ကိုအစွမ်းရှိတဲ့ဆေးတွေဖြစ်ပါတယ်ဒါလေးကြောင့်လေတန်တရားဝင်နိုင်တယ်ပေါ့နော်ဒါကတော့နံပါတ်2အချက်ဖြစ်ပါတယ်နံပါတ်3အချက်ကတော့ပိုးကောင်ရဲ့ပြောင်းလဲမှုဖြစ်စဉ်ပေါ်မှာကိုဖြန်းလိုက်တဲ့ဆေးကထိရောက်မှုမရှိတာမျိုးကြုံရတတ်ပါတယ်ဒါကြောင့်လည်းဖြစ်နိုင်တယ်ဥပမာပေါ့ကိုဖြန်းလိုက်တဲ့အချိန်မှာပိုးကဒါဥပဝမှာပဲရှိနေပဲနောက်ပြီးပိုးတောင်မှာဘဝရောက်နေမယ်တုံးလုံးပေါ့နော်အဲ့လိုမျိုးအနေထားကိုရောက်နေမယ်ဆိုဒီလိုအခွန်ကမာနေတဲ့အနေထားမျိုးမှာကိုဖြန်းလိုက်တဲ့ဆေးကမထိရောက်တာဖြစ်တတ်တယ်ဒီလိုအခြေအနေမျိုးတွေကိုကိုကသိချာလေ့လာစေနှုံထားတွေကိုချိန်ဆရမယ်ကိုရဲ့စိုက်ခင်းမှာကြာနေတဲ့ပိုးကောင်ရဲ့အရွယ်အစားပုံစံကိုသိချာကွင်းစင်းစစ်ဆေးပြီးမှဆေးကိုတက်သိနားလည်တဲ့ပညာရှင်နဲ့တိုင်ပင်ပြီးတော့ရွေးချယ်ပြီးတော့ဒါနှုံထားဘယ်လောက်ထည့်ရမလဲဒါမျိုးလေးရွေးသင့်ပါတယ်အကောင်းဆုံးကတော့ပိုးကောင်ငယ်ပိုးလောက်လန်ပေါ့နော်လောက်ကောင်အစ်စ်မှာဖြန်းတာကအကောင်းဆုံးဖြစ်ပါတယ်ဒီအချက်ကိုလည်းသတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ